ကျုပ်ပြုတ်နေတိုင်းစားမယ်ဒီ20ဖြစ်ပါတယ်မနက်တိုင်းမနက်စာကိုကျုပ်ပြုတ်ပြီးစားလာတာရက်ပေါင်း20ရှိသွားပါပြီကျွန်တော်75 hard challenge ဆိုတဲ့ fitness challenge လေးကျွန်တော်လုပ်နေအဲ့ဒါတော့15ရက်ရှိသွားပြီပေါ့နော်အဲ့တော့ကျွန်တော်75 hard challenge က85ရက်ပြည့်အောင်လုပ်ရမယ်ကျုပ်ပြုတ်စားတာရှိမှ9ရက်ဆိုရဲဆိုတော့ကျွန်တော်ကျုပ်ပြုတ်ကရက်ပေါင်း80တိတိစားသွားမယ်ပုံစံမှာတော့ရှိတယ်အဲ့နောက်ပိုင်းကတော့ကျွန်တော်ရဲ့ဒီခန္ဓာကိုယ် weight တက်ကြပုံမူတည်ပြီးတော့ကျွန်တော်ရဲ့ diet ကိုကျွန်တော်ပြောင်းလဲသွားဖို့ရှိရပေါ့နော်အခုရက်80အတွင်းမှာတော့ကျွန်တော်ပြောင်းလဲမှာမဟုတ်ဘူးအခုကျွန်တော် weight ချတာက15ပေါင်လောက်ကြာသွားပြီအစီကတော်တော်လေးနည်းသွားတယ်ဒါပေမဲ့ bike နဲ့ခါနားမှာတော့နည်းနည်းတော့ကျန်နေတယ်ဒီကောင်လေးကတော့ချရခတ်တော့အစီကြာသွားတယ်ခန္ဓာကိုယ်ကြာသွားတဲ့အချိန်မှာတခါလေကြွက်သားတွေပါ muscle loss မဖြစ်ဖို့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်အခု weight ပြန်မာတယ်အဲ့တော့ကြွက်သားလေးပြန်ပြီးစောင့်ရင်တော့ကျွန်တော်အခုခန္ဓာကိုယ် weight က145ပေါင်ဆိုတော့140နဲ့145ကြားဆိုရင်ကျွန်တော်ခန္ဓာကိုယ် weight ကအနေတော်ပဲအဲ့ဒါအောင်မှကျွန်တော်ကြွက်သားတေချာလေးရှိဖို့လိုတာပေါ့နော်ကြွက်သားတွေထွက်လာမှကျွန်တော်ခန္ဓာကိုယ်ကကြည့်ရအဆင်ပြေမှာပေါ့နော်အခုကတော့ပိန်သွားတယ်ဝိတ်ကြသွားတယ်ဒါပေမဲ့ကြွက်သားနည်းနေသေးတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကြွက်သားတိဆောက်ဖို့အတွက်ပြန်ပြီးတော့ဝိတ်မာနေပါတယ်အဲ့ဒီကို sharing လုပ်ပေးတာပါကျွန်တော်မနက်စာစားလိုက်ပါဦးမယ်